ပြီးရင်ကျွန်တော်တို့ကဒီမှာဒီတချင်းကိုဒါဖွင့်လိုက်မှာပေါ့နော်ဖွင့်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ loop ပတ်လိုက်မှထားပါတော့ကိုက loop ပတ်လိုက်တာနဲ့တပြိုင်နက်ဒီမှာ loop ကဒီမှာမီးရတခါမိတ်တော့ဒါပြမှာနော်ဒါသူဝင်နေတယ်ဆိုတော့ဟာကိုသူအချက်ပေးနေတာကျွန်တော်တို့ဒီ DJ set ဒီမှာကျွန်တော်တို့တစ်ခုခုလောက်လိုက်တယ်ဆိုရင်သူကဒီ information ကိုပြန်ပြီးတော့ response လုပ်တာပါနော်ပြန်ပြီးတုံ့ပြန်တာပေါ့ကျွန်တော်တို့အလွယ်ပြောရရင်တော့သူကစကားပြန်ပြောတာပေါ့နော်ကျွန်တော်တို့ဒီ DJ set မှာဥမာ set ကိုဖွင့်လိုက်တယ်ဆိုရင်သူကဒီလိုမီးလေးတစ်ချက်ခုံလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမီးတန်းလေးစတက်မှာပေါ့နော်ဒီပုံလေးပေါ်လာပြီးတော့သူအလုံးလုံးနေပြီဆိုတဲ့အကြောင်းဒီမှာသူပြပါနော်ဒီမီးတန်းလေးကိုကျွန်တော်တို့စောင့်မယ်ဒီအကုန်လုံးကဒီပုံမှန်လေးပဲငြိမ်နေတာပေါ့နော်တော့ကျွန်တော်တို့ဒီမှာဒီ memory set ကိုကျွန်တော်စိုက်လိုက်ပါတော့နော်စိုက်လိုက်တဲ့အချိန်မှာဒီမှာ तू ကဒီမီးရဒီမှာဒါမိတ်တုံပြနေပြီဒီမှာရက်သွားပြီပေါ့နော်ရက်သွားပြီဆိုလို့ရှိရင်ဒါရပြီပေါ့နော်ဒါပထမဆုံးကိုယ့်ကိုပေးတဲ့ information ပေါ့နော်တကယ်လို့ဒီကောင်ကိုဖြုတ်မယ်ဆိုရင်လည်းဒီဟိုပါပေါ့နော်မီးရရွက်ကမိတ်တုံပြနေကြအောင်ပြီးရင်ဒါရက်သွားတယ်ရက်သွားပြီဆိုရင်ဒါဆွဲဖြုတ်လိုက်လို့ရတယ်နော်ကျွန်တော်ဒီဒုတိယ step ထပ်စိုက်လိုက်မယ်ဆိုရင်လည်းဒီထုံနည်း၎င်းပဲပေါ့နော် तू ကထပ်ပြီးတော့မီးလေးဒီမှာထပ်ပြီးတော့ flash ဖြစ်နေမယ်ဖြစ်နေပြီးတော့ကျွန်တော်တို့ဒီကောင်ကရက်တော့ပြီဆိုတဲ့အချိန်မှာဒါဒီကောင်လှုပ်လို့ရတယ်ပေါ့နော်အခုကျတော့ကျွန်တော်ဒီ USB 2ကတခါမီးရဒီမှာ flash ပြတာပေါ့နော် flash ပြနေဆိုတာက तू ကကျွန်တော်ဒီ USB 2ရဲ့တခြင်းတွေကိုကျွန်တော်ဖွင့်ထားတဲ့ခါကျတော့ तू ကဒီမှာတခါ flash ကဒီမှာပြမှာနော်ဒီကောင်ကဒါ तू က ready standby အနေနဲ့ तू ရှိနေတယ်ဆိုတဲ့အကြောင်းကို तू ပြောတာပေါ့နော်ဒီမှာမီးလေးကကျွန်တော်တို့ငြိမ်နေတယ်ကျွန်တော်အတန်ခဏပိတ်ထားလိုက်ပါနော်တကယ်လို့ဒီမှာတခြင်းကိုကျွန်တော်ဒီမှာ effect တောင်းလိုက်တယ်ဆိုရင် effect ဝင်နေတယ်ဆိုရင် तू ကဒီမှာမီးက flash ပြနေပေါ့နော်အဲ့ဒါကိုကပြန်ပိတ်ဖို့နီးလိုက်ဒီအတန်နဲ့ပိတ်ရင်ပိတ်မပိတ်လို့ရှိရင်ဒီကောင်ပြန်နှိပ်လိုက်ဖို့ပေါ့နော်ဆိုတော့အဲ့ဒါမနှိပ်ဘဲနဲ့ तू ကဆက်ပါနေလို့ရှိရင် तू ကဟိုပါပေါ့နော်နားထောင်လို့လည်းမကောင်းဘူးကျွန်တော် speaker တွေပဲလက်တာအရွက်တွေပါခါသွားနိုင်တာပေါ့နော်